မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီထက်ခါလေ့ကျင့်မှုကပဲကျွမ်းကျင်မှုအဆင့်ကိုရောက်စေတယ်ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုပါတယ်လူတိုင်းကတိုးတက်ချင်ကြပါတယ်ဒါပေမဲ့လူတိုင်းကတော့တိုးတက်မှုအတွက်စိတ်မရှိကြပါဘူးအများစုကအခုရည်ရင်းတူအခုရည်ကြည်တောက်ချင်ကြတယ်ပေါ့အင်္ဂလိပ်စာကို3လလောက်သင်ပြီးတော့ပြောနိုင်ချင်ကြတယ်တစ်လလောက်လေ့ကျင့်ပြီးတော့စံရတီးတက်ချင်ကြတယ်နယ်ပယ်တစ်ခုမှာကျွမ်းကျင်ဖို့အတွက်အချိန်ပေးရပါတယ်အချိန်ပေးတယ်ဆိုတာတောင်မှရိုးရိုးပေးလို့မရပါဘူးဒီဇိုင်းမတ်စိတ်နှစ်ပြီးတော့လေ့ကျင့်ပေးဖို့လိုပါတယ်မာကွန်ဂရက်တွေကနယ်ပယ်တစ်ခုမှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်ဖို့အတွက်ဆိုရင်ပေါ့နော်နိုင်ပေါင်း1000လေ့ကျင့်ဖို့လိုတယ်လို့သူ့ရဲ့လေ့လာတွေ့ရှိချက်တွေကိုပြောထားပါတယ်ကျွန်တော်ကတော့ repetition is the mother of skill တဲ့တက်ခါလေ့ကျင့်ခြင်းဟာကျွမ်းကျင်မှုကိုရဖို့အကြောင်းရင်းပဲလို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့ခင်ဗျားအနေနဲ့နယ်ပယ်တစ်ခုမှာပညာရပ်တစ်ခုမှာကျွမ်းကျင်အဆင့်ရောက်ချင်တယ်ဆိုရင်နိုင်1000မဟုတ်ဘူးဆိုရင်တောင်မှနိုင်ပေါင်းများစွာတော့လေ့ကျင့်နေဖို့လိုပါတယ်ငယ်ငယ်ကစာကြက်ခဲ့တယ်လို့ပေါ့ဒီတစ်ခေါက်နဲ့မမှတ်မိရင်နှစ်ခေါက်နဲ့မမှတ်မိရင်သုံးခေါက်နဲ့မမှတ်မိဘူးဆိုရင်တော့အခေါက်ပေါင်းများစွာကြက်မှတ်ရပါတယ်ချိန်ပန်များစွာလုပ်လေကောင်းလေးဆွဲလေပါပဲရေးကြီးတဲ့ချက်က consistency ဆိုတဲ့စဉ်ဆက်မပြတ်လှုပ်ဆောင်မှုဖြစ်ပါတယ်လှုပ်လိုက်မလှုပ်လိုက်ဒီလေ့ကျင့်တာကလည်းဒီဘိုးသာကုံမောင်းပုံဆောင်းမတက်ပဲဖြစ်ပါလိမ့်မယ်တိုနီရောဘင်ကတော့တစ်ဖက်ကန်းကကျွမ်းကျင်မှုဖြစ်ဖို့ဒီအစဉ်3ဆင့်ရှိတယ်လို့သူရဲ့ Money Master တကိန်းစာအုပ်မှာပြောထားပါတယ်နံပါတ်1စတင်သိနာလေတဲ့အဆင့်နံပါတ်2ဒီစိတ်လှုပ်ရှားမှုဖြစ်တဲ့အဆင့်နံပါတ်3လက်တွေ့ချိန်ဖန်များစွာလှုပ်ဆောင်တဲ့အဆင့်ဆိုပြီးတော့ပေါ့နော်ဆိုတော့နံပါတ်1ခုမှာတကယ်ကျွမ်းကျင်တဲ့အဆင့်ဒီ mastery level ရဖို့ဆိုရင်ပေါ့နော်ဒါမှဒီနာလေရုံစမ်းကြည့်ရုံလောက်နဲ့မလုံလောက်ပါဘူးထက်ဝင်အထက်ခါလေ့ကျင့်မှတာရနိုင်ပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးကိုကိုယ်တိုင်စဉ်းကြည့်ရအောင်လေကျွန်တော်ရဲ့ follower တွေကိုလည်းစဉ်းကြည့်လို့ရအောင်ဆရာဟင်းဆိုတဲ့နေရာလေးကိုမျှဝေပေးလိုက်တာပါမိတ်ဆွေရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်တယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ